ကြိုးဆိုဒီဗီဒီယိုမှာငှားစာချုပ်ရဲ့အဓိပ္ပာယ်ချက်တွေကိုဖျက်သိမ်းပါမယ်။ငှားစာချုပ်သည်တင်နှင့်တင်ဤငှားသူကြားရှိစာချုပ်တစ်ခုဖြစ်သည်။ဤစာချုပ်သည်9ချိန်9ငွေလုံခြုံရေးအငွေပြုပြင်မှုတာဝန်များကိုဖုံးလွှမ်းသည့်ပြုပြင်မှုတာဝန်များဘသူကဘာကိုပြုပြင်ပြီးတန်ကန့်သက်မှုစစ်လိမ့်မသုံးရစီးနင်းများနှင့်အခြားချက်များလုံခြုံရေးအငွေသည်တင်ရွှေ့ပြောင်းမီလိုအပ်ပါသည်တင်သည်တာမန်အသုံးပြုမှုအပြင်ဖြစ်ပေါ်နိုင်သောအနာဂတ်အတွက်ငွေကိုသုံးပါသည်တင်ပြုပြင်သောအရာများအတွက်လက်မှတ်များကိုထိမ့်သိမ်းပါတင်ဤငှားစာချုပ်သည်တင်ဘလောက်ငှားရမည်နှင့်ဘယ်အချိန်တွင်ပေးရမည်ကိုဖုံးလွှမ်းသည်ရင်းသည်အခြေအနေများနှင့်ဘယ်နှစ်ကြိမ်ပြောင်းလဲနိုင်သည်ကိုရှင်းလင်းနိုင်သည်လက်မှတ်ရေးထိုးမည်ဤစည်းမျဉ်းများကိုနားလည်ပါတင်ဤငှားစာချုပ်သည်ပြုပြင်မှုများအတွက်ဘသူကတာဝန်ရှိသည်ကိုဖုံးလွှမ်းသည်သေးငယ်သောပြုပြင်မှုများကငှားသူ၏တာဝန်ဖြစ်သည်အငှားစာချုပ်ကုံဆုံးပါကတင်သည်ပြန်လည်တက်တန်းတိုးရန်သို့မဟုတ်လစဉ် arrangement တို့ပြောင်းနိုင်သည်ထွက်ခွာရန်စီစဉ်ပါကသို့မဟုတ်အငှားရှင်သည်တက်တန်းတိုးရန်မဆုံးဖြတ်ပါကအကြောင်းကြားရမည့်ကာလကိုစစ်ဆေးပါငွေချေမှုနောက်ကျခြင်းပြုပြင်ရန်လိုအပ်သောအရာများကိုမသိမ်းဆည်းခြင်းသို့မဟုတ်စီးနင်းများကိုဖျက်ဆီးခြင်းကအခွန်များသို့မဟုတ်အငှားထုတ်ခြင်းကိုဖြစ်စေပါသည်တင်၏အငှားရှင်နှင့်ဆက်သွယ်မှုကိုဖွင့်ထားပါအငှားစာချုပ်ကိုလက်မှတ်ရေးထိုးမီအကြောင်းအရာအလုံးကိုဖတ်ပါမရှင်းလင်းပါကမေးပါအငှားစာချုပ်ကိုနားလည်ခြင်းဖြင့်တင်သည့်အငြင်းပွားမှုများမှကာကွယ်နိုင်သည်